ဆရာဘာတွေလုပ်နေရတော့ အော်ဒီစီမြူလေးတွေစိုင်းလို့လေရာလေးလူလေးတားရတယ်ကောင်းကောင်းတက်လာပြီလား ဟဲ့ဆရာရဲ့ဆရာဖြစ်လို့ပဲဒီရက်တွေမှာနှင်းနေကြနေတယ်မြူတွေစိုင်းနေတယ်ရာသီဥတုတာရတယ်နေမပူလို့ထင်နေကြတဲ့သူတွေရှိလားအဲ့ဒါဆိုရင်တော့ခရစ်စတန်ရဲ့ဒီဗီဒီယိုလေးကိုကြည့်ပါပေးနော်ဒီရက်တွေမှာဆိုလို့ရှိရင်ရန်ကုန်မြို့ရဲ့လေထုဟာညဉ့်ညမ်းနေတယ်ဆိုတာကို social media တွေမှာလည်း Facebook ရဲ့ပြည်သက်ကြီးတွေ့ပြီးသားဖြစ်မှာပါဒီလိုမျိုးသတင်းတွေမထွက်ပေါ်လာခင်ကတည်းကတော့အားလုံးကထင်နေကြတာနေရိပ်တယ်နေမပူဘူးမြူတွေစိုင်းနေလို့ထင်တယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သိရမယ့်အကြောင်းအရာလေးတွေကိုဒီဗီဒီယိုထဲမှာပြောပြပေးသွားမယ်နော်ဒီလိုမျိုး air pollution တွေများနေတယ်ပေါ့နော်လေထုညဉ့်ညမ်းနေတယ်ဆိုတာတွေကလေထဲမှာဆိုလို့ရှိရင်သူသတ်မှတ်ထားတဲ့ particle matter ပေါ့နော် PM unit နဲ့တိုင်းတယ်အဲ့ဒီ PM unit ဒီ 2.5 unit နဲ့တိုင်းတာပေါ့နော်အဲ့ဒီဟာနဲ့တိုင်းလိုက်တဲ့အချိန်မှာဒီရက်ထဲမှာဆိုလို့ရှိရင်180ပေါ့ဒီနေ့မှာဆိုလို့ရှိရင်ဒီမှာလည်း app လေးပြထားပေးတယ်ဒီနေ့ရဲ့ PM unit ကိုပြထားပေးတယ်180တောင်မှကျော်နေတာကိုတွေ့ရပါလိမ့်မယ်ဆိုတော့ဒီလိုမျိုးလေထုညဉ့်ညမ်းလို့ရှိရင်ဘာတွေဖြစ်လာတတ်လဲဆိုလို့ရှိရင်ဒီရက်တွေမှာဆိုအတော်များများလဲခံစားရတယ် brain fog လို့ခေါ်တာပေါ့နော်ခေါင်းကိုက်နေတယ်ခေါင်းအုံနေတယ်စိတ်မကြည်မသာဖြစ်တယ်ပြီးလို့ရှိရင်အသက်ရှူရတာမကောင်းဘူးစကားပြောရင်လေချောင်းတွေမှာရှားတယ်လေချောင်းတွေနာတယ်စတွေးမျိုးချလိုက်ရင်နာတယ်ရေတောက်လို့အဆင်မပြေဘူးအဲ့လိုလက္ခဏာတွေလည်းဖြစ်တတ်တယ်ငကိုကလေးကအသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာယောဂရှိတဲ့လူတွေဆိုလို့ရှိရင်တော့အသက်ရှူကျက်တာအသက်ရှူရခက်တာအထိဖြစ်လာတတ်တယ်အပြင်ဘက်ကလေထုညဉ့်ညမ်းတာကိုတော့ခရစ်စတန်တို့ကတားဆီးလို့မရဘူးပေါ့နော်အဲ့တော့ဘာလုပ်လို့ရလဲအဲ့ညဉ့်ညမ်းနေတဲ့လေထုတွေက particle တွေခရစ်စတန်တို့ခန္ဓာကိုယ်တွေကိုမဝင်အောင်တားဆီးလို့ရတယ်အဲ့ဒီအတွက်ဆိုလို့ရှိရင် mask တက်မယ်ဒါပေမဲ့ mask တက်တဲ့အခါမှာပါမန်တက်နေကြ surgical mask လို့ခေါ်တဲ့ခွဲစိတ်ခန်းသုံး mask တွေမျိုးနဲ့တော့မလုံလောက်ဘူးဒီပမာဏကိုကာကွယ်ဖို့အတွက် N95 လို့ခေါ်တဲ့ mask ပေါ့တကယ်လို့ N95 ကိုအလွယ်တကူဝယ်လို့မရဘူးဆိုလို့ရှိရင် N94 mask လေးတွေနဲ့တက်လို့ရတယ်အဲ့ဒါတွေနဲ့မှပဲကာကွယ်ပေးနိုင်တယ်ပေါ့ဒါကအပြင်ဘက်ကလေထုတွေကညဉ့်ညမ်းမှုကိုကာကွယ်ဖို့အတွက်နောက်အတွင်းဘက်ကိုကာကွယ်ဖို့အတွက်အတွင်းဘက်ကိုကာကွယ်ဖို့အတွက်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ခန္ဓာကိုယ်မှာအာဟာရပြည့်ဝအောင်ကိုကပြင်ဆင်လို့ရတယ်နော်အာဟာရပြည့်ဝမဲ့အစားအသောက်တွေစားလို့ရတယ်အဲ့ဒါကဘာတွေစားလို့ရမလဲဆို cruciferous vegetable လို့ခေါ်တယ်အဲ့ဒါကဘာလဲဆိုတော့အလွယ်မှတ်မယ်ဆိုလို့ရှိရင်တော့ coffee ပန်းပွင့်ပန်းကော်ဖီစိမ်း broccoli လိုဟာမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေစားပြီးလို့ရတယ်သူတို့မှာဘာ effect ပါလဲဆိုတော့ sulforaphane enzyme တစ်ခုပါတယ်အဲ့ဒီဓာတ်ဒီသူကဘာဖြစ်လဲဆိုလို့ရှိရင်ခန္ဓာကိုယ်မှာဝင်လာတဲ့မကောင်းတဲ့အရာဝတ္ထုတွေကိုအဆိပ်အတောက်တွေကိုပြန်ပြီးတော့ detox လုပ်ပြီးတော့ခန္ဓာကိုယ်ရဲ့ကနေပြန်ပြီးစွန့်ထုတ်ပေးတယ်ဆိုတော့အဲ့ဒါမျိုးတွေကိုစားလို့ရတယ်နောက်မွန်လာဥအဖြူလိုဟာမျိုးစားလို့ရတယ်ဟင်းနုနယ်ရွက်လိုဟာမျိုးစားလို့ရတယ်ဒါပေမဲ့အဲ့ဒါမျိုးတွေစားမယ်ဆိုလို့ရှိရင်တော့ပိုပြီးထိရောက်စေချင်လို့ရှိရင်ခရစ်စတန်တို့ကတေးသေးချာချာရေးဆေးမယ်စားရည်သို့မဟုတ်ရှာလကာရည်သုံးပြီးရေးဆေးမယ်ပြီးရင်လှီးထားမယ်လှီးပြီးလို့ရှိရင်တော့မိနစ်40ကြာပြီးမှချက်ပါမိနစ်40ထားလိုက်ခြင်းအပြင်စောစောကပြောတဲ့ enzyme ဓာတ်တွေပို့ပြီးတော့သူ့ activate ဖြစ်စေတယ်ပို့ပြီးတော့များစေတယ်ပေါ့နော်ခန္ဓာကိုယ်အတွက်ပို့ပြီးတော့အကာအကွယ်ရစေပါတယ်နောက်တစ်ခုကကြတော့ကိုယ့်ရဲ့ဒီအဆုပ်မှာရှိတဲ့ပေါ့နော် cell တွေအားကောင်းအောင်ကိုယ့်ရဲ့ immune system အားကောင်းအောင်အတွက်ဆိုလို့ရှိရင် vitamin C vitamin E ကျွေးရတဲ့အစားအသောက်တွေခရမ်းချင်သီးလိုဟာမျိုးနောက်ပြီးလို့ရှိရင်ရာသီပေါ်သီးနှံတွေပေါ့နော်အဲ့ဒါမျိုးတွေမာလကာသီးနောက်အခုဆိုလို့ရှိရင်လိမ္မော်သီးတွေပေါ်တယ်တမယာရီတောက်လို့ရတယ်နောက်ကိုစားမဲ့အစားအသောက်မှာအချင်လေးတွေအချင်တတ်ပါအောင်ပေါ့နော်အချင်လေးတွေဖြည့်ဆွက်ပြီးတော့ဒီမှာအတုပ်ကလေးတွေမှာတမယာသီးညှစ်ပြီးတော့ပဲဖြစ်ဖြစ်အဲ့ဒါမျိုးလေးတွေလုပ်ပြီးတော့စားပေးခြင်းအဖြစ်လေကိုယ့်ရဲ့ကိုယ်ခံအားကိုမြင့်တင်ပေးလို့ရတယ်ဒီ vitamin C တွေ vitamin E တွေများလာပြီဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာဒီအဆိပ်အတောက်တွေကိုဖယ်ရှားနိုင်တဲ့စွမ်းအားများလာတယ်ယောဂတန်ကိုယောဂတွေဝင်လာမဲ့ဟာကိုခုခံကာကွယ်နိုင်တဲ့စွမ်းအားတွေများလာနောက်တစ်ခုကကြတော့ခန္ဓာကိုယ်ထဲမှာရှိတဲ့ cell တွေရောင်ရမ်းမှု inflammation ခေါ်တာပေါ့နော် cell တွေရောင်ရမ်းမှုကိုကြားဖို့ဆိုလို့ရှိရင်ခရစ်စတန်တို့ဘာစားပေးလို့ရလဲဆိုရင်နာမည်ကြီးပေါ့ဆနွင်းမိမိစားတောက်နေတဲ့အစားအသောက်တွေထဲမှာခါတိုင်းထက်ဆနွင်းလေးနည်းနည်းပို့ပြီးထည့်လိုက်တာမျိုးပဲဖြစ်ဖြစ်ပေါ့နော်တိုင်းရင်းဆေးနည်းပညာအရဆိုရင်ဆနွင်းဆေးလုံးလေးတွေကိုတောက်သုံးခြင်းအပြင်ပဲခန္ဓာကိုယ်ရဲ့ဒီ inflammation လို့ခေါ်တဲ့ရောင်ရမ်းခြင်းတန်ကိုကာကွယ်ပေးနိုင်ပါတယ်နောက်ပြီးလို့ရှိရင် green tea လက်ဖက်ရည်ချမ်းပေါ့လက်ဖက်ရည်ချမ်းကိုတောက်သုံးပေးခြင်းအပြင်လည်းခန္ဓာကိုယ်မှာရှိတဲ့ inflammation တန်တွေကိုကာကွယ်ပေးနိုင်ပါတယ်စောစောကပြောတဲ့ဒီလေထုညဉ့်ညမ်းမှုဒီတစ်နေ့တာလုံးမှာဆိုလို့ရှိရင်မနေ့ခင်းမှာပို့ပြီးအဆိုးဆုံးပဲဖြစ်နေလိမ့်မယ်ဒါကြောင့်မို့လို့မနေ့ပိုင်းမှာအပြင်မှာထွက်ပြီးတော့ exercise လုပ်ထားရှိတဲ့သူတွေ outdoor activity တွေကိုဒီရက်ပိုင်းမှာမလုပ်ဖို့အကြံပေးပါရစေနောက်တက်နိုင်ဆုံးအပြင်ကိုမထွက်
စီခြင်းမှုပေါ့နော်ထွက်ရမယ်ဆိုလို့ရှိရင်လည်းစောစောပြောတယ်တကယ်ဒီအမှုံအမွားတွေကိုကာကွယ်နိုင်တဲ့ mask မျိုးလေးတွေကိုတက်ပြီးတော့မှပဲအပြင်ကိုထွက်ကြပါနောက်ကိုခံကပြေးဝစေမယ့်အစားအသောက်တွေစောစော crystal ဒီဗီဒီယိုမှာပြောသွားတဲ့အစားအသောက်တွေကိုဒီရက်ပိုင်းမှာသတိထားပြီးစားပေးခြင်းအဖြစ်အားလုံးကျန်းမာပေးကြပါစေရှင်